ရေပဲဝဲတကောင်မွေးဖွားတဲ့နေ့မှာပဲရှင်တန်ချင်းနဲ့အနားယူခြင်းကတစ်ချိန်တည်းမှာစုံစည်းခဲ့ကြပါတယ်ရှင်။အဲ့ဒီနေ့ဟာရေပဲဝဲလေးတွေရဲ့မွေးနေ့ဖြစ်တယ်လို့မိခင်ရဲ့အနားယူတဲ့နေ့လည်းဖြစ်တဲ့ရှင်။ကိုပိုင်အသက်နဲ့လဲပြီးအသက်တစ်ခုကိုဖန်တီးပေးခဲ့တာဟာသူမဘလို့မှရှောင်လွဲလို့မရတဲ့ကံကြမ္မာပဲဖြစ်ပါတယ်ရှင်။ရွှေတောင်နှင့်ကျုံပြောကအကိုကြီးတို့အမကြီးတို့ကျေးဇူးပါရှင်။သူမဟာပစိဖိတ်သမုဒ္ဒရာမြောက်ပိုင်းကအေယာမရေဘဝဲကြီးဖြစ်ပါတယ်။သူမမှာနှလုံး3လုံးအုံနောက်9ခုလက်တံ10ခုနဲ့စုပ်ခွက်ပေါင်း2400အထိရှိပါတယ်။သူမဟာမာကျောတဲ့ကနန်းကွန်တွေကိုအလွယ်တကူခွဲယုံတင်မကပဲမျက်စိတမိတ်အတွင်းမှာလည်းသူမရဲ့အရေးပြားအယောင်ကိုကြောက်ဆောင်တွေရဲ့အယောင်တိုင်းပြောင်းလဲပြစ်နိုင်ပါတယ်ရှင်။လူတွေကသူမကိုပင်လယ်ဘလူးလို့ခေါ်ကြပေမဲ့သားသမီးတွေရဲ့မျက်လုံးထဲမှာတော့သူမဟာမိခင်တယောက်ပါပဲ။သမုဒ္ဒရာရဲ့အင်အားအကောင်းဆုံးအမဲလိုက်သမားဖြစ်ပေမဲ့မိခင်ဟာနောက်ဆုံးမှာတော့သူမရဲ့ရင်ထဲကနူးညံ့တဲ့မဲ့တာတရားကြောင့်အနားယူခဲ့ပါရတဲ့ရှင်ပစိဖိတ်ရေဘဝဲတွေဟာတသက်မှာတစ်ကြိမ်ပဲမျိုးပွားခွင့်ရှိကြပါတယ်ရှင်တားပေါက်လေးတွေဥကနေပေါက်ဖွာလာတဲ့အချိန်မှာပဲသူမဟာလည်းနောက်ဆုံးချိန်ကိုရောက်ရှိသွားခဲ့ရပါတယ်တားအိမ်ကနေနာကျင်တဲ့အချက်ပြမှုတွေခံစားလာတဲ့အခါမှာတော့သူမဟာယူသွမတက်အစာစားတဲ့အဆင့်ကိုစတင်ခဲ့ပါတယ်ကနန်းတွေပစုံထုတ်တွေနောက်ဆုံးကားလေးတွေနဲ့ပစုံလေးတွေအထိအားလုံးဟာသူမရဲ့ကိုယ်လေးချိန်တက်လာဖို့အတွက်လောင်စာတွေဖြစ်ခဲ့ပါတယ်သူမဟာ3လအတွင်းမှာကိုယ်လေးချိန်တက်အောင်လုပ်ရပါမယ်ကိုယ်လေးချိန်တပိတ်တာတက်လာတိုင်းပထမဆုံးအေးလိုင်းတန်ကနေကြော်ဖြတ်နိုင်စေဖို့မျှော်လင့်ချက်တစ်ခုကိုတိုးလာလို့ပဲဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းကသူမဟာသူ့ကိုယ်သူအတွက်မဟုတ်ပဲမပေါက်ဖွားသေးတဲ့ဥပေါင်းတသိန်းအတွက်ပဲဖြစ်ပါတယ်။သူမဟာကျင်းမြောင်းတဲ့ကြောက်ဆောင်ကြားတစ်ခုကိုရှာဖွေခဲ့ပါတယ်။အဲ့ဒီနေရာကရေစီးကြောင်းဟာဖြည်းဖြည်းချင်းပဲစီးဆင်းပြီးပြင်ပကကျူးကျော်သူတွေလာဖို့မလွယ်ကူတဲ့နေရာဖြစ်ပါတယ်ရှင်။သူမဟာလက်တံတွေကိုတုံးပြီးကြောက်နေရန်တွေကိုဖြည်းဖြည်းချင်းတန်ရှင်းရေးလုပ်ခဲ့ပါတယ်။အဲ့ဒီနောက်ဥပေါင်းတသိန်းကိုတစ်လုံးချင်းစီချိတ်ဆွဲခဲ့ပါတယ်။အဲ့ဒီအချက်အိမ်မာမိခင်ဟာနှဆိုင်တဲ့ပင်လယ်ပြင်ရဲ့လက်စီကိုမီးညှိပေးလိုက်တယ်လို့ပါပဲဂူတစ်ခုလုံးဟာရေဘဝဲမျိုးနွယ်စုရဲ့စကြဝဠာကြီးဖြစ်သွားခဲ့ပါတယ်ရှင့်နောက်ထပ်6လကြာပြီးတဲ့နောက်မှာတော့အခုလိုစိတ်ဝင်စားစရာတွေထပ်တင်ဆက်ပေးနေမှာမို့ဘယ်မျိုးကအားပေးနေကြလဲဆိုတာပြောပေးသွားကြပါအောင်ရှင်